ဇလန်းစာမှာမင်းသားချက်ကအချိန်ကိုရန်တံမိုးထားပြီးတော့ FVTX ရဲ့ထိတ်တန်းရာရှိတယောက်ပါဒါပေမဲ့ခရစ်စမတ်ညမှာတော့အလုပ်ကိစ္စနဲ့လေရင်ပြီးပြန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်လေရင်ဟာ Pacific သမုဒ္ဒရာထဲပြတ်ကျသွားပါတော့တယ်လေရင်ပေါ်ကလူတွေအကုန်သိဆုံးသွားပြီးချက်ပြောက်သေးပဲကျွန်းလွတ်တစ်ခုပေါ်ကိုအသက်ရှင်လျက်ကံကောင်းတော်ရရှိသွားခဲ့ပါတယ်မြေပြင်က KCU တွေကလည်းရောက်လာတဲ့အခါမှာတော့ချက်ကအုံသီးခွဲတာငါးပန်းတန်ကနေစပြီးတော့သမုဒ္ဒရာလိုင်းလုံးတွေကိုကြော်ဖက်ဖို့ကြိုးစားရင်းနဲ့အသက်ရှင်ဖို့နီးလန်းမျိုးစုံကိုအစကနေသိယူရပါတယ်ကံကြီးကိုမျိုးပါလာတဲ့ FVTX ပါစင်တို့တွေကိုဖောက်ပြီးတော့အထက်ကပစ္စည်းတွေကို survival tool အဖြစ်အသုံးချခဲ့တာပေါ့ဒါပေမဲ့သူ့အတွက်အဆိုးဆုံးကတော့ယူသွမတက်ခံစားရတဲ့အထီးကျန်မှုပါပဲဒီချိန်မှာသူဟာပါစေတုတ်တွေကပါလာတဲ့ Wilson volleyball လုံးပေါ်မှာသူသွေးနဲ့မျက်နှာပုံဆွဲပြီးတော့ Wilson လို့နာမည်ပေးကလင်းလင်းတိုင်တိုင်တငယ်ချင်းတယောက်လိုစကားပြောပြီးစိတ်ဓာတ်မကြအောင်ထိန်းသိမ်းခဲ့ပါတယ်လင်းလင်းကြတဲ့အခါမှာတော့ဒီကျုံးပေါ်မှာပဲအုံမင်းတေဆုံးမသွားစေဖို့ချက်ခါတိတ်ပင်အခောက်တွေနဲ့ဖောင်တစ်စင်းကိုကိုယ်တိုင်တိဆောက်ပြီးတော့သမုဒ္ဒရာကြီးတဲ့စွတ်စွတ်ဆာဆာလောက်ကတော်သွားခဲ့ပါတယ်လမ်းမှာမောင်နှန်းနန်ကြောင့်ဖောင်ကြီးပျက်စီးလူနေပါဖြစ်နေပြီးတော့သူ့ရဲ့တဝီတော့အဖော်ဝေစင်ဘောလုံးလေးရေထဲမျိုးပါသွားတဲ့အချိန်မှာတော့ချက်တယောက်ဝေစန်ငါတောင်းပန်ပါတယ်ဆိုပြီးတော့ငိုနေခဲ့ပါတယ်ဇလိုင်းရဲ့အဆုံးသတ်မှာတော့တဲမောတစီကသူ့ကိုကယ်တင်လိုက်လို့၄နှစ်ကြာမှအမိမိကိုပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့ဝမ်းနဲ့စရာကောင်းတာကသူတေးပြီးအထင်းနဲ့သူသိချရတဲ့စစ်သက်သားသူကယ်လီကရှားလူနဲ့အိမ်အောင်ကြပြီးတော့ကလေးတောင်ရနေခဲ့ပါပြီချက်ကကျိုးမမာတုံးကအမျော်လင့်ချက်အဖြစ်တထုပ်ထဲမှာဖောက်ပင်းနဲ့တင်ထားခဲ့တဲ့နတ်သမီးတောင်မုံပါတဲ့ FVTX ပါစင်တိုလေးကိုပိုင်ရှင်စီပြန်လဲပို့ဆောင်ပေးခဲ့ပြီးတော့လမ်းဆောင်တစ်ခုမှာဘဝတစ်ကိုပြုံးပြုံးနဲ့ပြန်စားဖို့ပြင်ဆင်ရင်းနဲ့ဇက်သိမ်းသွားခဲ့ပါတယ်အချိန်ရဲ့တန်ဖိုးနဲ့ကိုယ်တိုင်မကြုံဘူးဝင်မသိနိုင်တဲ့အထီးကျန်မှုကိုပညာများများရိုက်ပြထားတဲ့ Cast Away ကိုအခုပဲကြည့်လိုက်ဖို့တောင်းကြည့်လိုက်ပါလားဗျာ